one bite မှာအစီတွေဆူဝေးလာခြင်းကအစားအသောက်နေထိုင်မှုပုံစံတွေနဲ့အများကြီးသက်ဆိုင်မှုရှိပါတယ်ဒီတစ်ခေါက်မှာတော့ဂွီးတို့ရဲ့ one bite အစီတွေကိုအချိန်တို့အတွင်းအပြတ်ဖြုတ်နိုင်မဲ့လေ့ကျင့်ခန်းတွေကိုမျှဝေပေးချင်ပါတယ်တင် Lion Legs Rises ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါအရင်ဆုံးချမ်းပြင်မှာလဲလျောင်းပြီးခြေထောက်နှစ်ဖက်ကိုထောင်ထားရပါမယ်ဂွီးတို့ရဲ့လက်နှစ်ဖက်ကိုခန္ဓာကိုယ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာကတ်ထားပေးပါပြီးရင်တော့ထောင်ထားတဲ့ခြေထောက်နှစ်ဖက်ကိုချမ်းပြင်နဲ့အနီးကပ်ဆုံးအထိနှိမ်ချပြီး one bite ကြွသားတွေကိုညှစ်ကဖြည်းဖြည်းချင်းပြန်မတင်ပေးရပါမယ်ထိုနည်းအတိုင်း15ချိန်3ကြော့ပြုလုပ်ပေးပါနဲ့ Mountain Climbers Mountain Climber လေ့ကျင့်ခန်းအတွက်အရင်ဆုံးဝီရိုဇန်နှစ်ဖက်ကိုချမ်းပြင်ပေါ်ထောက်ပြီးဈေးကြောင်းထောက်အနေထားပုံစံယူပေးရပါမယ်နောက်ကျောကိုကုန်းကုန်းကြီးမဖြစ်စေဘဲဦးခေါင်းကနေခြေဖနှောင်းအထိတစ်ဖြောင်နှဲရှိနေစေဖို့သတိပြုရပါမယ်ထို့နောက်ဒူးနှစ်ဖက်ကိုတောက်တက်တဲ့ပုံစံအတိုင်းအရှိကတရောင်စင်နာအထိဘဲညာခက်မြင်မြန်လေးရွှေ့ပေးရပါမယ်ဒီအတိုင်းအချိန်20 3ကြော့ကစားပေးပါ3 Spider-Man Plant Spider-Man Plant လေ့ကျင့်ခန်းလှုပ်ဆောင်ဖို့ပထမဆင့်အနေနဲ့ push up အနေထားအတိုင်းပုံစံယူရပါမယ်ထို့နောက်ညာဘက်ခြေထောက်ကိုရှေ့ကထောက်ထားတဲ့တရောင်စင်နဲ့ထိပြီးပုံမှန်ပြထားတဲ့အတိုင်း15စက္ကန့်ငြိမ်ငြိမ်လေးနေပေးရပါမယ်ပြီးရင်ဘယ်ဘက်ခြေထောက်ကိုလည်းထိုနည်းတိုင်းပြုလုပ်ပေးရပါမယ်ခြေထောက်တွေကိုဘယ်ညာဆူဆူပေါင်း10မိနစ်စီ2ချိန်ခန့်ပြုလုပ်ပေးပါ3ကြော့ကစားပေးရပါမယ်